ဒီအမေကြီးကိုလာပြစ်သွားလို့ပေါ့နော်ဒီအမကကျမကိုအကူညီတောင်းလို့ပေါ့ကျမဒါအခုဒီအမေကြီးကိုသိတဲ့လူတွေရှင်ကျမကိုတစ်ချက်လောက်အကူညီပေးပါရှင်အားလုံးမင်္ဂလာပါ MZ Blog နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့မိဘဆိုတာเนาะတာသမီကောင်းမိဘမကောင်းနဲ့เนาะမိဘကောင်းတော့လေတာသမီကမကောင်းပြန်ဘူးเนาะအခုကျွန်တော်ပြမယ့် video file ထဲမှာဆိုရင်เนาะအယုတ်ရန်ကုန်မြို့အယုတ်စိတ်ုံဘေးမှာเนาะကိုအမေအရင်တယောက်ကိုเนาะမကြွေးမွေးမပြုစုမဆောက်ရှောက်နိုင်တော့လို့တဲ့လာပြီးတော့ထားခဲ့ထားတယ်ဗျာလမ်းဘေးမှာဒီခေတ်ဒီနေထားမှာအဲ့လိုမျိုးလမ်းဘေးမှာတထားတော့เนาะတော်တော်လေးမှစိုးရင်ရတယ်ဗျာเนาะအဲကြောင့်မို့ဒီဗီဒီယိုလေးကိုကျွန်တော် sharing လုပ်ပြီးရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးလိုက်ကြပါဦးခင်ဗျာဒီအမေကြီးကိုလာပြစ်သွားလို့ပေါ့နော်ဒီအမကကျမကိုအကူညီတောင်းလို့ပေါ့ကျမဒါအခုဒီအမေကြီးကိုသိတဲ့လူတွေရှင်ကျမကိုတစ်ချက်လောက်အကူညီပေးပါရှင်အားလုံးမင်္ဂလာပါရှင်ကျမမိုင်လေးပါကျမအကူညီလေးတစ်ခုတောင်းပြရရှိလို့ဒီအမေကြီးကိုပေါ့နော်ဟိုရလမ်းဘေးမှာလာပြစ်သွားတာကမာနဲ့အယုတ်ဆက်ရုံရောက်နေတယ်ပေါ့နော်ဟောဒီအမေကြီးကိုကျမမသိဘူးဒီအမေကြီးကိုသိရလို့ရှင်ကျမကိုတစ်ချက်လောက်ဟိုစားပေါ့အခုညီလေးပေးပါကျမတို့ဒီမေရုပ်ပြည့်ရလို့ရှိရင်ပေါ့နော်တာသမီသူတို့မိသားစုတော်ကောင်တာသမီတော်၎င်းလမ်းဘေးမှာပြစ်လို့မရဘူးရှင်ကျမပြောတာကလူသားချင်းစာနာပါလူဆိုတဲ့စိတ်မျိုးမယုတ်ပတ်ပါနဲ့နော်ကိုချင်းစာတရားထားပါသူများအိမ်ရှိလမ်းဘေးကျိုလမ်းဘေးချောက်တော့ပြရအောင်သူများအိမ်ရှိမှာတစ်ခုတစ်စုံဖြစ်လို့အသက်ဆုံးရှုံးရင်တော့မှအိမ်ရှင်တွေမှာတာဝန်ရှိတယ်ခြံရှဲတွေတော့လုပ်တယ်တာဝန်ရှိတယ်ရှင်သူများကိုလည်းဒုက္ခမပေးနဲ့ကိုမကျွေးနိုင်မမွေးနိုင်ရင်ဘိုးဝါရိတ်တာတို့ဘာလို့မှသွားပြီးတော့ပို့လို့ရတယ်ဒီလိုလမ်းဘေးကိုစွန့်ပစ်တာမကောင်းဘူးရှင်မိဘကကောင်းပြီဖြစ်တဲ့စိုးပြီဖြစ်တဲ့ဒီမချမ်းပါတဲ့ချိန်ခက်ခဲတဲ့ချိန်ဒီမချမ်းပါတဲ့ချိန်သူဒုက္ခတွေဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးလမ်းဘေးကိုမပစ်ထားပါနဲ့ရှင်ကျမတို့ကလူဆိုတဲ့စိတ်ဓာတ်နဲ့ private ဆိုတဲ့စိတ်ဓာတ်နဲ့အကူအညီပေးဖို့လူစကားပြောခြင်းမှာလူကမွေးလို့လူလိုနားလေကိုယ့်ရဲ့မိဘဖြစ်တယ်ဆိုရင်ဒီမဲ့အေးရို့ဆက်သွယ်ပေးပါရှင်သိတဲ့လူရှင်အကြောင်းကြားပေးပါ social media ပေါ်ကတစ်ချက်မှအကြောင်းကြားပါတယ်ကျမတို့တစ်ချက်လောက် sharing လုပ်ပေးပါရှင်ဒါတော့မှကျမကတော့ကျမတို့ရဲ့ဘိုးမျိုးပါတော့ဘိုးဝိုင်းက private ကိုထုတ်ကိုဆက်သွယ်ထားပါတယ်ရှင်အကျန်တဲ့သူ့ရဲ့မိသားစုပြီးအတိုင်းဝိုင်းများပြီးရင်ကျမတို့ဆက်သွယ်လာပေးပါဒီဘိန်းနဲ့ပတ်သက်လို့အဲ့ဒါအကူကြီးတောင်းခံခြင်းမှာလမ်းဘေးမှာပြစ်သွားအောင်ချက်ကလေးငှက်ကလေးမဟုတ်ဘူးလူသားရှင်တို့မွေးလောက်တာတဲ့ဒီကင်းရှင်အခုလာပြစ်သွားတဲ့လက်လွတ်စပယ်ပဲကြည်လမ်းဘေးမှာဘာမှလည်းမေးလို့မရဒီမှာဒီငါစက်ရုံကအမအမြင်မတော်လို့လှမ်းပြီးပြောတာအမြင်မတော်လို့လှမ်းပြီးအခုညီတောင်းလို့ကျမအခုညီလာရောက်ပေးခြင်းပါโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိလိုက်ကြည့်ပေးရတော့အားလုံးကျေးဇူးတင်ပါတယ်ဗျာမိဘဆိုတာကိုယ့်ကိုမွေးထားတဲ့လူတွေနော်ရှစ်လထိလွယ်ပြီးတော့ကိုယ့်ကိုမွေးထားတဲ့လူတွေဆိုတော့အဲ့လိုမျိုးတပြစ်တာမကောင်းရလားမကြွေးမွေးနိုင်ရင်သူပြောသလိုမျိုးဘိုးဘွားရိတ်တာတွေအများကြီးရှိရဗျာအဲ့မှာတပို့လိုက်နော်အချိန်မြေးတကြည့်လို့ရတယ်ဗျာဟိုကပြူစောက်ချောက်ပေးလိုက်မယ်နော်ကိုမကြွေးမွေးနိုင်ရင်တော့အဲ့လိုတမပြစ်နေပါတော့ဒီဘက်ခေတ်ဒီဘက်ခါမှာတော်တော်လေးကိုမှစိုးရင်စရာများတယ်ဗျာဒီလားโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူး